လာပါညီမဖုန်းလေးပါလေကြည့်လို့ရတယ်နော်ဒီဆိုင်မှာ50% off ရဲ့ဖုန်းတစ်လုံးကတော့ဝယ်ကိုဝယ်တင်ပြီဝယ်လိုက်မယ်ကွာဘာလေးလိုက်ရှာနေရအောင်မြတ် ဦးလေး iPhone 17ရှိလားရှင်ရှိပါတယ်ညီမဘယ်လောက်လဲစီ8000နဲ့ပဲပြပါလို့8000ပဲ8000လေ8000ဆိုရင်ငါ4000ပဲပေးရမယ်ငါ73မေးကြည့်မယ်ကွာ73ရှိလားရှင်73 iPhone 73လေးထဲမှာအဖြူနဲ့အပန်းလေးရှိမှာဗျာအဲ့ဒါကြီးကတော့ဟုတ် ဈေးဘယ်လောက်လဲကိုဈေးလေးကတော့ညီမအတွက်သိမကြည့်ပါဘူး3000နဲ့ပေးလိုက်ပါမယ်3000ဆိုရင်တော့50% off ဆိုရင်6500ပဲပေးရမယ်6500နဲ့ iPhone 73ရနေပြီငါကြည့်နေတယ်ဒါကြီးလိုက်မယ်ကိုလုပ်ပေးစရာလုပ်ပေးပြီးမှဈေးဘယ်လောက်ကျလဲကျွန်တော်အခုပဲရှင်းပြလိုက်မယ်ဟုတ်ကဲ့ဒီမှာ6500ပဲရှိတယ်ဟောခုနကပြောတာ13000လေးညီမရှင်အကိုတို့ဆိုင်မှာ50% off လေအကိုတို့ဒီမှာရေးထားတာလေချောချောလေးတွေတော့50% off ဟုတ်တယ်ဒါပေမဲ့ညီမကတော့အပြည့်ပေးရမယ်ညီမကတော့အပြည့်ပေးရမယ်